Have you ever felt super exhausted or got a headache after a meeting even though everyone was nice to you? You're not alone. You are just experiencing a social hangover. I also feel like this because I'm more of an introvert too. ကျမကိုယ်တိုင်ကလည်း introvert ဖြစ်တဲ့အတွက်ကိုဒီလိုလူမှုဆက်ဆံရေးအပေါင်းအသင်းအသစ်တွေပတ်ဝန်းကျင်အသစ်နေရာအသစ်ကပြန်လာပြီဆိုရင်အရန်ကို social hangover ဖြစ်သွားတယ်ပါတယ်အဲ့ဒါဘာလဲဆိုတော့ခေါင်းကိုက်ဝေဒနာခံစားရတာမျိုးတွေလူကကိုယ်လက်မအေးမသာဖြစ်တာမျိုးပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်တခြားသူတွေကြောင့်မဟုတ်ပေါ့နော်တခြားကိုယ်နဲ့ပေါင်းသင်းဆက်ဆံတဲ့သူတွေလည်းအရန်ကိုကောင်းတဲ့သူတွေကိုကိုယ်ရန်လည်းဒါသူတို့နဲ့တကယ်ကိုပြပရွှေနဲ့ကုံဆုံးခဲ့တဲ့အချိန်ကြီးပေါ့သို့တော်မိမိရဲ့စိတ်ကိုယ်ရန်ကဒီနေရာတစ်လူတစ်ဆိုရင်အရန်ကိုထန်ရှင်းများတဲ့အခါမျိုးပေါ့နော်ဒီလိုစိတ်အခြေအနေမျိုးရှိတဲ့အခါမျိုးမှာဆိုရင်ကျမတို့က social hangover ဆိုတဲ့စကားလုံးလေးကိုသုံးတတ်ကြပါတယ်အရင်တော့ hangover ဆိုတဲ့စကားလုံးလေးကိုဒီအရက်တွေအလွန်ကျွံတောက်ပြီးတော့နောက်နေ့မနက်မိုးလင်းတဲ့အခါမှာအိယာထိုင်ခေါင်းရမ်းကိုက်ပြီးတော့ကိုယ်လက်မအီမသာဖြစ်ရင် hangover ဆိုတဲ့စကားလုံးလေးကိုအရက်နဲ့ပတ်သက်ပြီးသုံးတတ်ကြတယ်ပေါ့နော်ခုနောက်ပိုင်းမှာဆိုရင်စိတ်ပညာရှင်တွေနဲ့စာရေးဆရာတွေကိုယ်တိုင်ကလည်းဒါအပေါင်းအသင်းတွေနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးပေါ့နော်အပြင်ကပြန်လာပြီးရင်စိတ်လက်မအီမသာဖြစ်တာမျိုးတွေဆိုရင် social hangover ဆိုတဲ့စကားလုံးလေးတော်တော်များများသုံးလာကြတယ်အဲ့တော့မိမိရဲ့ပင်ကိုယ်သဘာဝကိုကတယောက်တည်းနေတတ်တဲ့သူတွေနောက်ပြီးတော့အများလူကြားတဲ့ကိုသွားတဲ့အခါမျိုးမှာဆိုရင်ဘန်းနောက်ဖြစ်သွားတာမျိုးတွေ tension အရင်ရှိသွားတဲ့အခါမျိုးတွေမှာဆိုရင်ဒီ social hangover ဆိုတဲ့စကားလုံးလေးကိုသုံးတတ်ကြပါတယ် So what about you? Do you get social hangovers too? Let me know.